ဘန်းရောင်တက်ကတော့အမှတ်တရပေါ့နော်ပထမဆုံးရွှေရှင်ဇက်ကားဖြစ်တဲ့အတွက်ကြောင့်ဘန်းရောင်တစ်ခါမှမလုပ်ဘူးတဲ့ဇက်ကောင်မျိုးပေါ့နော်မတီဆောင်ရှောက်ပေးခဲ့ကျေးဇူးရရတယ်အားလည်းပုံမှန်တပုံအဲကျေးဇူးရဆက်ရင်းနေပဲမတီနာမှာတစ်သက်လုံးနေခွင့်ရပါစေလို့ညာလည်းအမြဲဆုတောင်းပေးဒေဒီနဲ့မမီနဲ့ကတော့ဒီကားလေးတုန်းကဘန်းရောင်ပြန်စဉ်းစားနေဒီကားလေးတုန်းကနေ့အောင်လုံးကရိုက်လို့ပြောတယ်ရိုက်လို့ကြာရင်ရိုက်ပေါ့နော်အဲ့လိုပြောရဲ producer အားလုံးကလေတကယ်ရုပ်ရှင်ပေါ်ချစ်တဲ့လူငယ်တွေဆိုတော့လေအားလုံးတက်ညီလက်ညီနဲ့စီစီလုံးလုံးနဲ့ပဲစူးစမ်းကြရတယ်ဒီနေ့ကတော့မြူနဲ့ရေးတဲ့တင်ရုပ်ရှင်ဇာတ်ကားရဲ့ premiere show လေးကျင်းပကြဖြစ်ပါတယ်မေလာ10နေ့မှာရုံတင်ပြသမှာဖြစ်ပါတယ်ဘန်းရောင်တက်ကတော့အမှတ်တရပေါ့နော်ပထမဆုံးရွှေရှင်ဇက်ကားဖြစ်တဲ့အတွက်ကြောင့်အဓိကကတော့ဘန်းရောင်ဇက်လန်လေးကြိုက်လို့ပြီးတော့ကိုပါဝင်ခန်းစားပုံဖော်ရမယ် character လေးကိုသဘောကျတယ်ညလေးလေးကိုနောက်ပြီးတော့အလုပ်အတူလုပ်ရမယ် team ကိုလည်းအတူတူလုပ်ချင်တယ်ဒါကြောင့်မှဘန်းရောင်တစ်ခါမှမလုပ်ဘူးတဲ့ဇက်ကောင်မျိုးပေါ့နော်နောက်ပြီးတော့ဘယ်လိုခေါ်မလဲသူ့ရဲ့လိုဖြစ်တည်မှုလေးကလည်းတခါမှပိုင်းအောင်မရိုက်ဘူးတဲ့ character မျိုးလေးပေါ့ဟုတ်မတီဆောင်ရှောက်ပေးခဲ့ကျေးဇူးရရတယ်အားလည်းပုံမှန်တပုံအဲကျေးဇူးရဆက်ရင်းနေပဲမတီနာမှာတစ်သက်လုံးနေခွင့်ရပါစေလို့ညာလည်းအမြဲဆုတောင်းပေးကိုကိုရိုင်း final decision ကတော့ပန်းအောင်ပေါ့နော်ဒါပေမဲ့ဖေဖေနဲ့မမေနဲ့တော့အမြဲတမ်းတိုင်ပင်နေဖေနဲ့မမေနဲ့ကိုလည်းဘယ်လိုမြင်လဲပေါ့ရိုက်စီချင်လားမြိုက်စီချင်မလားဇလန်လေးဘယ်လိုနေလဲအဲ့ဒါတော့အမြဲပြောဖြစ်ပါတယ်ဟုတ်ဒေဒီနဲ့မမီနဲ့ကတော့ဒီကားလေးတုန်းကဘန်းရောပြန်စဉ်းစားနေဒီကားလေးတုန်းကနေ့အောင်လုံးကရိုက်လို့ပြောတယ်ရိုက်လို့ကြာရင်ရိုက်ပေါ့နော်အဲ့လိုပြောရဲအစအမှန်တော့ဘန်းရောင်စီကိုလာစကန်တဲ့တော့တခြား different character တခြား different character ပေါ့နော်အဲ့ဒါမဲ့နောက်ကျတော့ဒီ character ဖြစ်သွားတာအမရိုဘကလည်းဘန်းအောင်တီးရဆိုရင်ရောပေါ့နော်ဆိုတော့ okay ဒါဆိုရင်ဘန်းအောင်နည်းနည်းတော့ပို့ပြီးတော့ challenging ဖြစ်တယ်ကိုစိတ်ဝင်စားရပေါ့နော်ဆိုတော့ဒီလိုပဲပေါ့ဒီလိုပဲအမရိုလည်းဇက်လန်နဲ့အညီလိုက်မဲ့ actors တွေလိုက်ရှာနေတဲ့အချိန်မှာဘန်းအောင်ကိုနိုင်ကလည်း script ဖတ်လိုက်တဲ့အချိန်မှာဇက်ကောင်တစ်ခုလုံးသဘောကျတယ်အဲ့ထက်မှလည်းအမှန်ရတယ်ပေါ့နှစ်ခုလုံးနဲ့မှဘန်းအောင်လုပ်ချင်တဲ့ဇက်ကောင်ကိုရွေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့တိုင်မင်းနဲ့ပဲနောက်ဆုံးဟုတ်ညလေလေးဖြစ်သွားတာအုံနဲ့ကတော့အပြင်မှာတကယ်မောင်နှမတွေလိုပဲဆိုရလေကိုမောင်လေးလိုပဲဆိုတော့ကျောင်းဝန်ကန်နေအဆင်ပြေပါတယ်အချိန်မှာ romance ဆိုပေမဲ့အပြင်မှာကျတော့ဟိုမောင်နှမတွေကတယောက်စားလိုက်တယောက်အဲ့လိုဖဲ့လိုက်အဲ့လိုမျိုးပေါ့နော်ဆိုကျန်တာ romance ပိုင်းမှာအဲ့လိုseduce လုပ်ရတဲ့အခန်းတို့လိုရမျက်ကိုလိုမျိုးseduce လုပ်ရတဲ့အခန်းတို့ဘာလို့လိုကတဲ့အခန်းတို့ဘာလို့ကြားရလဲအတိကတော့ဇက်ကောင်ကိုစူးစမ်းစီးမျောပြီးတော့ကျန်တာမေ့လိုက်ပြီးတော့ကိုယ်ဇက်ကောင်ပေါ်ပဲသစ္စာရှိဖို့စူးစမ်းရပေါ့ကျန်တာတော့တိတ်မတွေးဘူးရိုက်နေတဲ့အချိန်တော့မျောနေတော့မဖြစ်ဘူးဟိုဇလန်နဲ့မျောနေဟာပြန်တွေးကြည့်ရလဲဒါတော့ဟိုကွာပြီးသွားတဲ့အချိန်မှာအပြင် sorry character အပြင်ထွက်လိုက်ပြီးတော့ပဲအဲ့လိုအခုပြန်ကြည့်ရဆိုရင်နိဘန်းအောင်နေနဲ့ပြန်ကြည့်ညလဲတော့ဒါညလဲပဲပေါ့နော်သူ့လုပ်နေရဆိုတော့ဟိုဘယ်လို comment အဲ့လိုရှက်တာရပါတော့မရှိဘူးပေါ့နော်ဒါပေမဲ့တချို့အခန်းတွေကျအသေးရမျိုးတော့ရှိတာပေါ့ဟုတ်ဒီမှာလေဘယ်ချင်းနေနေချင်လဲအားလုံးပါပဲအတူတူလှုပ်ကြတဲ့သူတွေတစ်ဖွဲ့လုံးကလေတယောက်ပေါ်တယောက်တကယ်စိတ်မရှိကြရဲနောက်ပြီးတော့အမဆိုရင်လည်းဘန်းအောင်တို့ကတစ်ဖွဲ့လုံးလူငယ်တွေဖြစ်နေတာရော actor တွေရောအမတို့ producer အားလုံးကလေတကယ်ရုပ်ရှင်ပေါ်ချစ်တဲ့လူငယ်တွေဆိုတော့လေအားလုံးတက်ညီလက်ညီနဲ့စီစီလုံးလုံးနဲ့ပဲစူးစမ်းကြရတယ်တယောက်ကိုတယောက်လိုတာရှင်ပြောကြရတယ်အထူးသဖြင့်အမနဲ့မချစ်တာနဲ့ပေါ့နော်အမတို့ကတော့အဓိကဦးဆောင်ပြီးတော့လူငယ်တွေကလေးတွေကိုထိန်းရတာပေါ့နော်ဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဘန်းအောင်တို့ဒါအားလုံးပေါ့နော်ကြည့်လိုက်ရင်ပါဝင်တဲ့သူရောက်စီတိုင်းကတကယ်ကိုအရေးကြီးတဲ့ကဏ္ဍတွေထဲမှာဒီယူနဲ့ရေးတဲ့ story ဖြစ်လာဖို့ကိုလုံးဝအဲ့လိုwoven together ပေါ့နော်လုံးဝအဲ့လို
together အဲ့လိုဖြစ်အောင်လို့တခါတည်းအတူတူဖြစ်အောင်လို့ပေါ့နော်အကုန်လုံးစူးစမ်းပြီးတော့ပုံပေါ်ထားတဲ့ဇာတ်လမ်းလေးပေါ့ဟုတ်မြူနဲ့ရေးတဲ့တိမ်က girl love လေးပါတယ်ဆိုတော့ဘယ်အောင်တခါမှမရိုက်ဘူးတည်းရဲ့ဇာတ်လမ်းမျိုးလေးပေါ့အဲ့လို ဒါတော့အကြီးပဲနော်အဲ့မှာ အမတ်တရားပါပြောတယ်ဘိုင်းအောင်နော်ဒီနဲ့မမေကတော့အမြဲကြည့်ပြီးတော့လွယ်ချက်တွေပြောတယ်ဘိုင်းအောင်ကိုယ်တိုင်လည်းအမြဲပြန်ကြည့်ပြီးကားတိုင်းကဗာလေးတော့လိုသွားတယ်ဗာလေးတော့ကောင်းတယ်ဆိုတော့ကားတိုင်းမှာတော့အမြဲတွေ့ရကိုနောက်ဆိုတော့ငါဘာပူကောင်းလုံးဝမယ်အဲ့လိုမျိုးဟုတ်ဒီမှာ single ဖြစ်နေတာကိုတက်ဝင်ခံစားလို့ကောင်းတယ်နော် ဆင်းရဲဘူးဖြစ်နိုင်မှာမလား တော့အလုပ်ထဲမှာ ဖြစ်နိုင်လား တီးလေးဒါပေါ့အာနာစရာမရှိတော့ဘူးကိုယ့်ဘက်မှာလည်း အားနာစရာမရှိ စားတာပါအဲ့လိုပါအလုပ်ဆိုအလုပ် professional အလုပ်ပဲလုပ်ရတယ်နော်ဟုတ်ပါဘူးစားတာပဲဟိုအလုပ်မှမဟုတ်ဘူး single ဘဝကတော့ပို့ပြီးတော့ agent နေတယ်နော်အားလုံးရွှေရှင်စစ်တဲ့တွေအားလုံးမြူနဲ့ရေးတဲ့တင်ဆိုရဲဇလန်လေးမေလာတရက်နေ့ရုံတင်ကြည့်ပြကြပါပြီးတော့ဘယ်လိုမြင်လဲဆိုတာလေးပေါ့နော်ပြန်ပြီးတော့ပြောပြကြပါအောင်အားလုံးကြိုက်နေတဲ့မျိုးလေးမျိုးလေးပါအရှက်